ဂျာမန်လေယာဉ်မှုတွေဟာသူတို့တိုက်လေယာဉ်တွေရဲ့ခေါင်းပိုင်းမှာထူးဆန်းတဲ့ခရီးပတ်ပုံစံတွေရေးဆွဲခဲ့ကြပါတယ်။ဘာလို့လဲဆိုရင်လေယာဉ်ပြန်ရဲ့ပရိုဘဲလာတွေအပြည့်အဝလက်ပတ်နေစဉ်အဲ့ဒီခရီးပတ်ပုံမှာစိတ်ဝင်စားဖွယ်မူရစ်စေတဲ့စက်ဝိုင်းပုံတံကိုပြောင်းလဲသွားပြီးရန်သူတွေအတွက်လည်းဥတီတိုက်ခိုက်ရေးအတွင်းမှာလေယာဉ်မောင်းခန်းကိုပြစ်မှတ်ထားဖို့လုံးဝမဖြစ်နိုင်အောင်ဟန်တားနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါအပြင်မြေပြင်ပေါ်မှာအဲ့ဒီပုံစံဟာအင်ဂျင်ချုံးမွေးစွာအလုလုပ်နေမှုကိုမြေပြင်ဝန်ထမ်းတွေကိုအချက်ပြပေးပြီးလက်ပတ်နေတဲ့ပရိုဘဲလာပြီးကြောင့်ဖြစ်ပေါ်နိုင်တဲ့ကြောက်မက်ဖွယ်မတော်တဆမှုတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းကလေယာဉ်မှုတွေဟာသူတို့ရဲ့ဖက်နှက်ထဲမှာရွှေတင်ကားတွေကိုတမင်တကာထည့်သွင်းခဲ့ကြပါတယ်။ဘာလို့လဲဆိုရင်လေယာဉ်မှုတအူးဟာရန်သူနယ်မြေအတွင်းကိုပြစ်ချခံရပါကစက်ကူငွေကြေးကိုရှင်တန်ရေးအတွက်လဲလှယ်ဖို့ကြိုးစားတာဟာတန်တရားဖြစ်ဖွယ်ဖြစ်ပြီးလေယာဉ်မှုရဲ့အခြေအနေကိုလည်းရန်သူတပ်ဖွဲ့တွေကအလွယ်တကူသိရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ရွှေဟာကမ္ဘာတဝန်းလုံးမှာတန်ဖိုးရှိပြီးလေယာဉ်မှုကိုရန်သူရဲ့အာရုံကိုမဆွဲဆောင်နိုင်ပဲဒေသခံတွေထံကနေလည်းအစားအစာနဲ့ခိုးလုံရနေရာတွေကိုဝယ်ယူနိုင်စေဖို့ဖြစ်ပါတယ်။လက်ဖက်လေယာဉ်မှုတွေကိုအာကာသယာဉ်မှုတွေလိုမျိုးအာကာသဝတ်စုံတွေဝတ်ဆင်ဖို့ညွှန်ကြားထားကြပါတယ်။ဘာလို့ဆိုရင်အလွန်နှိမ့်တဲ့လေဖိအားနဲ့အနှုတ်55ဒီဂရီစင်တီဂရိတ်အောက်အပူချိန်မှာပြန်တန်းရတာကြောင့်လေယာဉ်မောင်းခန်းရဲ့လုံခြုံရေးစနစ်တွေချို့ယွင်းသွားပါကလေယာဉ်မှုရဲ့တွေဟာစက္ကန့်ပိုင်းအတွင်းစူပွက်တာတွေချက်ချင်းခဲသွားတာတွေကိုဖြစ်နိုင်ပါတယ်။ဒါပေမဲ့အောက်ဆီဂျင်စနစ်တက်ဆင်ထားတဲ့ဖိအားကဝတ်စုံဝတ်ဆင်ပြီးတော့အဲ့ဒီလိုအခြေအနေမျိုးတွေမှာအသက်ရှင်ဖို့လိုအပ်တဲ့ဇီဝအကူစနစ်ကိုရရှိစေပါတယ်။